နွားဟာဖုန်းနဲ့ game ဆော့နေပါတယ်အဲ့ချိန်မှာဖုန်းထဲကအလင်းရောင်ထွက်လာပြီးနွားဟာပြုတ်ကွယ်သွားပါတယ်ထို့နောက်နွားဟာဖုန်းနိုင်ငံကိုရောက်သွားပါတယ်အဲ့မှာကဖုန်းလူသားတွေရဲ့ message နဲ့ email တွေကလီဘောလွှင့်နေတာကိုမြင်တွေ့ရပါတယ်တစ်ဖက်မှာတော့ဖုန်းနိုင်ငံရဲ့ဘရင်ကနွားကို TV ကနေထိုင်ကြည့်နေပါတယ်ပြီးတော့သူ့လူတွေကိုနွားကိုဖမ်းလာခဲ့လို့ပြောပါတယ်ထို့နောက် Repo နူယောက်ဟာနွားကိုဖမ်းပြီးနန်းတော်ကိုခေါ်သွားပါတယ်နန်းတော်ရောက်တော့ဘရင်ကငါသမီးကိုဓာတ်ကင်ကဖမ်းထားတယ်မင်းနဲ့ကင်နာမယ်ဆိုပြီးပြောပါတယ်နွားကလည်းကူညီမယ်လို့ပြောလိုက်ပါတယ်ထို့နောက်ဘရင်ကနွားကိုဆိုင်ကယ်တစ်ခုပေးတယ်ပြီးတော့ address ပြောပြလိုက်တယ်နွားကလည်းဆိုင်ကယ်နဲ့သွားပါတယ်ဓာတ်ကင်ကသူ့ကို TV ကနေကြည့်နေပါတယ်ထို့နောက်နွားကိုမင်းသမီးကိုကယ်ချင်ရင်ငါနဲ့အရင်တိုက်ခတ်ရမယ်လို့ပြောပါတယ်ပြီးတော့တိုက်ပွဲစတင်ပါတယ်နွားကပြောတယ်မင်းသမီးကိုလွတ်စီခြင်းရင် like and follow လုပ်ပေးပါထို့နောက်ဓာတ်ကင်ကနွားကိုရှော့ရိုက်ပါတယ်နွားကလည်းလှဲကျသွားပါတယ်